ဂျာမနီကဒုတိယကမ္ဘာစစ်မှာအနိုင်ရခဲ့ရင်ဘာဖြစ်မလဲဒီဘာဖြစ်မလဲကိုဖြေဖို့ဘယ်လိုနိုင်ရမလဲဆိုတာကိုအရင်ဖြေရမယ်ဟစ်တလာကအကြီးမားဆုံးအမှား၃ခုလုပ်ခဲ့တာနာမည်ကြီးတယ်တစ်ဆောင်းရာသီမှာဆိုဗီယက်ကိုတိုက်ခိုက်ခဲ့တာနှစ်ဒဏ်ခတ်ပြီးနောက်ဗြိတိန်ကိုအသက်ရှူခွင့်ပေးလိုက်တာသုံးအကြောင်းမရှိပဲအမေရိကန်ကိုစစ်ကြေညာလိုက်တာဒါတွေကိုပြောင်းပြန်လှန်ကြည့်မယ်ဂျာမနီကနွေရာသီမှာဆိုဗီယက်ကိုဝင်တိုက်ပြီးအပိသက်နိုင်ယူတဲ့ဗြိတိန်ပြန်မစုစည်းခင် Blitzkrieg နဲ့သိမ်းပိုက်တယ်အမေရိကန်နဲ့လည်းငြိမ်းချမ်းရေးယူတဲ့ဒါကယူသွတ်တယ်လို့ထင်ရပေမဲ့တကယ်တော့ဖြစ်နိုင်ခဲ့တယ်လို့ပြောလို့ရတယ်အိုင်ယာလန်ကအဲ့ဒီအချိန်မှာကြားနေခဲ့တာဆိုတော့နာဇီတွေအရှိန်မပြတ်သွားပဲဆက်လက်တိုးတက်ခဲ့ရင်အိုင်ယာလန်ကတဆင့်ဗြိတိန်ပြည်မကြီးထဲဝင်နိုင်ခဲ့မယ်နောက်ပြီးစစ်အစောပိုင်းကာလမှာအမေရိကန်ပြည်သူတချို့ကဂျာမနီဘက်ကိုထောက်ခံတယ်လို့တောင်ဖြစ်ခဲ့တယ်နာဇီတွေလူမျိုးတုံးတက်ဖြတ်ရေးစခန်းတွေမဖွင့်ခဲ့ရင်အဲ့ဒီထောက်ခံမှုကပိုချနိုင်တယ်ဒါဆိုရိုက်အင်ပါယာကဒီလောက်ကြီးလာမယ်ပြီးရင်ဘာဖြစ်မလဲစိတ်ကူးရင်မနေပဲအတိတ်ကအင်ပါယာကြီးတွေကိုကြည့်ရအောင် Roman Empire ကိုမှတ်မိလားကြီးလုံးတော့မထိန်နိုင်တော့ဘူးလူမျိုးပေါင်းစုံကိုအလံတလက်အောက်မှာအတင်းဖိသိပ်ထားလို့မရဘူးလူတိုင်းရဲ့နိုင်ငံကူးလက်မှတ်ပေါ်အင်ပါယာတစ်စိတ်တစ်လိုက်ယုံနဲ့ညီညွတ်သွားမှာမဟုတ်ဘူးအကောင်းဆုံးဖြစ်နိုင်ခြေကတော့ဂျာမန်အင်ပါယာကနှစ်ပိုင်းကွဲသွားမယ်အရှေ့ရိုက်နဲ့အနောက်ရိုက်တစ်ဖက်ကတိုးတက်မယ်တစ်ဖက်ကတဖြည်းဖြည်းယိုယွင်းပျက်စီးမယ်ဒါကအင်ပါယာတွေ့ရလိမ့်ရှိတဲ့သမိုင်းဆက်ဝင်ပဲနောက်ဆုံးမှာယိုယွင်းနေတဲ့ရိုက်ပြိုကွဲသွားမယ်အဖွဲ့အစည်းတွေပြန်စုစည်းပြီးနိုင်ငံတစ်တွေတည်ထောင်မယ်တစ်ဖက်နဲ့တစ်ဖက်ပဋိပက္ခတွေပြန်ဖြစ်မယ်အဲ့ဒီနောက်ကျန်တစ်ဖက်လည်းတဖြည်းဖြည်းအင်အားဆုံးရှုံးသွားမယ်နောက်ဆုံးတော့ဂျာမနီဟာမူလစခဲ့တဲ့နေရာကိုပဲပြန်ရောက်သွားမယ်